Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ဒီတစ်ပတ်မှာဖောက်ပြထားတဲ့ကတ်တွေထဲကမှရောင်းနှောင်းဝင်တဲ့ကတ်တွေကိုပြပေးတော့ဖြစ်ပါတယ်ဘာကတ်တွေရတာလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်အောင် let's go အရင်ဆုံး SR ကတ်တွေနဲ့ဆက်ကြည့်အောင် SR ကတ်တွေကရန်900တန်နဲ့ရှိတယ်လို့ရန်400တန်အောက်တွေလည်းရှိပါတယ်လူကြိုက်များရင်များတယ်လို့ကတ်ကဈေးကောင်းပါတယ်တချို့ကတ်တွေကြတော့ကတ်လှပဲလူကြိုက်နေရင်တော့ဈေးရသိမ့်မရပါဘူးကတ်စီကလည်းတနေ့တနေ့မတူဘူးဆိုတော့ဆိုင်ရောက်မှာပဲဘယ်ကတ်ကဘယ်လိုရလဲဆိုတော့ပဲကြည့်မှရတော့မယ်ဒီကတ်ကတော့အာကတ်တွေပါအာကတော့ဈေးတိတ်တော့မရပါဘူးလွန်ဆုံးရမှာပဲ90လောက်ပဲရမှာပါ50အောက်ပါပဲရတာများပါတယ်50ဆိုပေမဲ့10ကတ်ဆိုရင်တော့900ဖြစ်ပါပြီချိုကတ်တွေကလည်းတယန်းတို့9ချက်တို့လည်းရှိပါတယ်အကောင်လုံးတော့ရောင်းရမှာပဲထားတိုင်းလည်းအမိုက်ကလွယ်ပြီးတော့ဘာမှတုံးလို့မရပါဘူးကျော်ဆေးရရင်ရတော့ပဲလာရောင်းလို့ရပါတယ်ပိုကီမွန်ကလည်း16ရက်နေ့မှပဲပြန်ထောက်မယ်ဆိုတော့ one piece ပဲဆက်ဖောက်သွားပါမယ်။ကဲနောက်ပြီးတော့လည်းဘလို့ဖောက်ပြသွားမှသိရအောင်လဲ like and follow တွေလုပ်သွားပြီးလို့ရပါတယ်။ကဲခုကတ်ကတော့လီတာကတ်တွေနဲ့ပီကတ်တွေပါ။လီတာကတ်ကကြတော့ဈေးရသိမ့်မရပါဘူး။ဒါပေမဲ့ရောင်းလိုက်ပါမယ်။ဒါကတော့ UC ကပ်ပါ UC ကတော့ဈေးမရပါဘူးဈေးမရလေတော့ရောင်းပါမယ် PSA ဝင်တဲ့ကတ်တွေပဲတိန်လာပြီးတော့မဝင်တဲ့ကတ်တွေကြတော့